နောက်ပြီးကျွန်တော်ပြောချင်တယ်ဗျာဒေါ်တက်ခိုင်ထောင်ဆန်းစုကြည်ဟာနိုင်ငံတော်ပိုင်ငွေကြီးတွေကိုလက်စားပြီးတော့ဒီလိုဥပဒေပုံမှန်တည်ကြောင်သူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေကိုချထားတာမို့နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ခင်ဗျပြောတယ်ထောင်ဆန်းစုကြည်ဆိုတာ1990ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရစဉ်ကာလတာငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့တူဒေါ်လာငွေ1.3 တန်းသူရခဲ့တယ်ဗျအဲ့1.3 တန်းရဲ့သူရေးခဲ့တဲ့စာမှုက9 တန်းရဲ့ကိုပေါင်းပြီးမြန်မာနိုင်ငံမှာလိုအပ်နေတဲ့ကျန်းမာရေးစရိတ်ပညာရေးစရိတ်ဆိုပြီးတော့မှဒေါ်ဆန်းစုကြည်ကဖောင်ဒေးရှင်းတည်ထောင်ခဲ့ပြီးတော့မှနိုင်ငံတော်အတွက်သူပိုင်ပတ်စံတွေသူကိုယ်တိုင်မသုံးဘဲနဲ့နိုင်ငံတော်နဲ့နိုင်ငံသားများရဲ့အကျိုးကိုရှေ့ရှုပြီးသုံးလာခဲ့တာခမကမ်းနေလားဗျာကျွန်တော်ခမကိုတခုမေးချင်တယ်ဗျာတကယ်ဒေါ်ဆန်းစုကြည်လိုပုဂ္ဂိုလ်တောင်ခမပြောရဲတယ်အဲ့တော့တခုမြစ်တာရက်ခံနေတယ်ဗျာခမကိုဒေါ်ဆန်းစုကြည်ကနိုင်ငံတော်ပိုင်ဟတ်စကီကိုဝယ်တာနိုင်ငံတော်အတွက်လိုအပ်တာသုံးဖို့သူကဝယ်တာနာဂိဥပဒေနဲ့ပတ်သက်ပြီးတော့ဒေါ်ဆန်းစုကြည်ကိုတက်ချင်တဲ့ပုံပတ်နေတဲ့တက်ပြီးဖြစ်ချင်တယ်ဖြစ်နေတာကိုခမလုံးဝတရက်သေးဥပဒေအရလောက်တာပါလို့ခမဇုတ်ဝင်ခံနေတယ်အဲ့တော့ဟိုတယောက်ကမင်းအောင်လှိုင်ကဘာမစိုးလုံရဲတယ်ဆိုတဲ့လူနဲ့ခမကဘာမစိုးလုံရဲတယ်ဆိုတဲ့ကိစ္စရက်ကိုဂျားကနေဝင်ပြီးခံနေတယ်အဲ့တော့နိုင်ငံတကာမှာရှိနေတဲ့ဥပဒေနဲ့မြန်မာနိုင်ငံရဲ့ဥပဒေကိုရှင်းကြည့်ရင်နိုင်ငံတကာကတကယ်သတ်မှတ်ထားတဲ့ဥပဒေဆိုတာကလူတိုင်းနိုင်ငံတိုင်းကလေးစားရတကယ်ဥပဒေအစ်စ်အခုကျွန်တော်တို့နိုင်ငံမှာအခုတင်သုံးနေတာတမတော်ကသူကိုယ်တိုင်အလို့သူတို့အလို့ကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကနိုင်ငံတကာမပြောနဲ့ကျွန်တော်တို့မြန်မာပြည်သူကတော့လက်မခံဘူးဟုတ်တယ်အဲ့လိုလက်မခံနိုင်တဲ့ဥပဒေအတုကိုခင်ဗျသိကြိုက်ခင်ဗျကနေချင်းကြီးအတုလည်းမသိဘူးအစ်စ်လည်းမသိဘူးဖြစ်နေခင်ဗျတစ်သက်လုံးတက်ရှင်နေတယ်မြကာလပတ်လုံးအစ်စ်ကိုမရှာနိုင်တော့ဘူးလားအတူကိုပဲခင်ဗျနှစ်သက်တာထိတယ်ကွာခင်ဗျအဲ့ဒီလူတွေဖြစ်လာအောင်လို့ခင်ဗျကိုဘယ်သူမှများတုံတင်ခဲ့လဲဘလို့စုံမခဲ့လဲတခုပြောပြလိုက်မယ်ဒေါ်ဆန်းစုကြည်ဝယ်တဲ့ဟတ်စကီကနိုင်ငံတော်ပိုင်နော်ဒီနေ့ကျွန်တော်တို့မန္တလေးမှာလောက်သွားတယ်ငလျင်ကြောက်ရလာတဲ့ဘတ်ဂျက်တွေနဲ့ကိုယ်ပိုင်လေရင်ဝယ်စီးတဲ့ဦးမင်းအွန်လိုင်းကိုခင်ဗျဒေါ်ဆန်းစုကြည်ပြောတယ်လို့ခင်ဗျပြောရဲရင်ခင်ဗျကိုကျွန်တော်ထိုင်ကြတော့လိုက်အဲ့တော့ခင်ဗျနာမည်ခံထားတာကပြည်သူပါတီလို့ခံထားတယ်တကယ်တော့ခင်ဗျဟာပြည်သူပါတီမဟုတ်ဘူးပြည်သူချင်းဘက်ပါတီတနည်းအားဖြင့်ပြောရမယ်တော့ဆိုရင်တော့ခင်ဗျပါတီကပေါက်ကရ80တွေနဲ့စုဆောင်းထားတယ်ဘဲပင်ပေါက်